အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့လူစုံတက်စုံနဲ့လုံမစားရတဲ့ကောင်းချင်းဘိမ့်မုတ်ကိုကိုယ့်အိမ်မှာပဲလွယ်လွယ်ကူကူလေးနဲ့လှုပ်စားလို့ရအောင်လို့အားလုံးတက်ကိုလုပ်ပြပေးလိုက်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းတွေကတော့ကြောက်ပြုံယိုပါမယ်အုံသီးချစ်ထားတာလေးပါပါမယ်မြေပဲဆန်လှော်ထားတာကိုမှကျွန်တော်ကနည်းနည်းလေးပြန်ကြိတ်လိုက်တယ်နှမ်းနဲ့ရဲ့ကျွန်တော်တို့ဘိန်းစီရဲ့ကြက်ဥလေးရဲ့ပါပါမယ်ခင်ဗျာဒီကောင်းချင်းကကျွန်တော်တို့900 gram ရှိပါတယ်ကျွန်တော်ကအရင်သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းချင်းမုတ်ကတော့300 gram နီးပါးလောက်ပဲကျန်တော့တယ်ပေါ့နော်ကောင်းချင်းက300 gram ပါမယ်ပြီးလို့ရှိရင်တော့ခုနကကျွန်တော်တို့နည်းနည်းကြိတ်ထားတဲ့မြေပဲဆန်လေးကိုထည့်ပါမယ်ပြီးရင်တော့အုံသီးတစ်ချမ်းပေါ့နော်ဒါကကောင်းချင်း300 gram ကိုမှအုံသီးတစ်ချမ်းပြီးရင်ကြောက်ပြုံယိုလေးကိုလည်းထည့်ပါတယ်ကျုပ်ကကျွန်တော်အားလုံးကျွန်တော်၄လုံးထည့်လိုက်တယ်ပေါ့နော်ဒီထဲမှာကတော့ကျွန်တော်နှလုံးပဲကျွန်တော်ဖောက်ထည့်ပြထားပါတယ်နောက်မှလိုလို့ကျွန်တော်ကနှလုံးထည့်လိုက်ပါတယ်စုစုပေါင်း၄လုံးပါတကြားကိုကကြတော့ကျွန်တော်ဒီဇွန်းနဲ့တဇွန်းနဲ့တဝက်လောက်ကျွန်တော်ထည့်ပါတယ်ဒီအနေထားလောက်ဆိုရင်တော့အချိုကအတော်လောက်ပါပဲအချိုကြိုက်ရင်တော့ကျွန်တော်ထပ်ထည့်လို့ရပါတယ်ခင်ဗျာပြီးရင်တော့အရသာလေးလည်းပို့ပြီးတော့ပေါ်လွင်သွားအောင်လို့စားကိုအနည်းငယ်ထည့်ပါတယ်ခင်ဗျာပြီးရင်တော့ပါဝင်ပစ္စည်းအားလုံးကိုကျွန်တော်သမသွားအောင်လို့တေချာလေးနေလိုက်ပါမယ်လက်နဲ့လုပ်ရင်တော့ပိုကောင်းပါတယ်ကျွန်တော်ကကိုယ်တိုင်စားတဲ့အတွက်ကြောင့်မို့လို့လက်အီလေးလည်းကုန်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်နဲ့ပဲနေလိုက်ပါတယ်ခင်ဗျာအဆင်ပြေသလိုလုပ်လို့ရပါတယ်ရေကိုကတော့ပြီးတော့မှကျွန်တော်ထည့်ပါတယ်ရေထည့်တာနည်းနည်းလေးများသွားတယ်ပေါ့နော်များသွားတော့ကျွန်တော်တို့ကကောင်းချင်းမုတ်ထပ်ထည့်ခြင်းလည်းရတယ်ကျွန်တော်မှာကောင်းချင်းမုတ်ကကုန်သွားတဲ့အတွက်ကြောင့်မို့လို့ဘလော့ပီနံမုတ်လေးရှိနေတဲ့အတွက်ကြောင့်မို့လို့ဘလော့ပီနံမုတ်လေးအနည်းငယ်ထပ်ဖြည့်ပြီးတော့လုပ်လိုက်ပါတယ်ခင်ဗျာဒီအနံ့လေးကကျွန်တော်ဒီမုံနယ်နေနဲ့ဟိုမှာလေကျွန်တော်ပါဝင်ပစ္စည်းရဲ့အနံ့ကလုံးဝကိုမှုေပြီးတော့ကျွန်တော်ရွာတွေမှာလုပ်တဲ့အတိုင်းကောင်းချင်းဘိမ့်မုတ်အနံ့အရသာလုံးဝကိုရပါတယ်ခင်ဗျာဒီလိုမျိုးအပြည့်အကျဲလောက်ဆိုရင်တော့အတော်ပါပဲကိုယ်အိမ်မှာပဲဖြစ်ဖြစ်အခန်းမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဒဲအိုးလေးမကတ်တဲ့အိုးဆိုရင်တော့အဆင်ပြေတယ်ကျွန်တော်ကတော့စီလေးအနှဲငယ်ထည့်လိုက်ပါတယ်ကောင်းချင်းပိတ်မုတ်ကကျွန်တော်လုံနေရင်လည်းမှတူးသွားမှကြောက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့စီလေးအနှဲငယ်ပို့ထည့်တယ်ပြီးတော့မှခုနကမုံနှစ်လေးကိုဒီလိုမျိုးလေးထည့်ပြီးတော့အနှဲငယ်ဖြန့်ထားလိုက်ပါတယ်ပြီးရင်ဘိန်းစီရဲ့နှမ်းမဲလေးရဲ့ဟိုဟာထည့်ပါတယ်ရွာဒီမှာကတော့နှမ်းမဲကိုမသုံးပါဘူးဘိန်းစီကိုအပေါ်ကဖြူပြီးတော့ကျွန်တော်တို့အပေါ်မီအောက်မီလေးနဲ့မီးပန်းတင်ပြီးတော့လုပ်တယ်ပေါ့နော်ဒီပုံစံလေးလုပ်ပြတာကကြတော့ကျွန်တော်တို့ဒီမီးပန်းနဲ့လုပ်ရတာအဆင်မပြေဘူးကိုယ့်ကိုအဝေးရောက်နေတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အခန်းမှာပေါ့နော်အလွယ်တကူလေးလှုပ်ရှားလို့ရအောင်လို့အလွယ်လုပ်နည်းလေးကိုကျွန်တော်လုပ်ပြပေးတာဖြစ်ပါတယ်ကြက်ဥက၄လုံးအောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့လှုပ်လိုက်တဲ့ခါမှာကြက်ဥကြော်လေးနဲ့တော့ပုံစံဆင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်ကြက်ဥလေးကနည်းနည်းများသွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လုံးဝကိုပွားပြီးတော့ကြွမွေလေးကောင်းချင်းစီးစီးလေးရဲ့အထဲမှာကြောက်ပြုံယိုလေးလည်းပါတယ်။ဆိုတော့ကျွန်တော်တို့ရွာဒီမှာစားရတဲ့ကောင်းချင်းဘိမ့်မို့အနံ့အရသာအတိုင်းကိုရပါတယ်ခင်ဗျာကျွန်တော်ဒီမှာကြံပေးချင်တာကကျွန်တော်တို့စီနီယာမှာထောပတ်ကိုတုံးပြီးတော့လုပ်လို့ရတယ်တို့ပေမဲ့ထောပတ်ကအပူပေးလိုက်တဲ့အခါမှာအမြုပ်ရမ်းထတယ်ပေါ့နော်အမြုပ်ရမ်းထတော့မုတ်ကကြည့်ရတာတိတ်ပြီးတော့မလှဘူးဒါကြောင့်မို့လို့ကျွန်တော်ကတော့အိမ်သုံးစီလေးနဲ့ပဲအလွယ်လုပ်ပြဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မိမိအခန်းမှာအလွယ်ကူလေးနဲ့လှုပ်ရှားလို့ရမယ်ကောင်းချင်းဘိမ့်မုတ်လေးကိုဒီနေ့မှာတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်နောက်ဘက်မှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်